Kubota Air Series လေထွန်ဆက်ပုံမကောင်းမှုနဲ့လေယာတစ်စီတို့စွမ်းအားအပြည့်ရှိတဲ့မြင်းကောင်ရီအားနဲ့တူပုံမကောင်းမှုနဲ့အင်ဂျင်အသစ်စွမ်းအားမြင့်အလုံးလုံးနိုင်မှုအတွက်မြင်းကောင်ရီအား32နဲ့40ရှိပြီးစက်နေမြန်စွာလောင်ကျွမ်းမှုအတွက် Direct Injection ဓာတ်ရိုက်လောင်ကျွမ်းမှုစနစ်နဲ့3လုံးထိုးဒီဇယ်အင်ဂျင်ဆက်ရပစ္စတင်ဟာ 1826cc ရှိပြီးဓာတ်ရိုက်လောင်ကျွမ်းမှုစနစ်ထည့်သွင်းထားတဲ့ Kubota အင်ဂျင်အစွမ်းကြောင့်စီစားနှုန်းသက်သာစေပြီးလျင်မြန်စွာအလုပ်ပြီးမြောက်စေနိုင်ပါတယ်Kubota ရဲ့နိုင်1500ကျော်တဲ့စံနှုန်းကိုကြော်ဖြတ်ပြီးစမ်းသပ်ထားတာကြောင့်ယုံကြည်စိတ်ချမှုအပြည့်အဝရရှိနိုင်မှာအသေးချပါပြီ။ဗတ်ဆောင်သုံးအလုံးလုံးနိုင်တဲ့စွမ်းအား Kubota ထွန်ဆက် Model L4018 ဟာတီးနှံစိုက်ပျိုးမှုအကွာဝေးမတူညီတဲ့လယ်မြေတွေမှာအလုံးလုံးနိုင်မှုအတွက်အနောက်ဘက်ဘိန်းအကျယ်ကိုအဆင့်3ဆင့်ထိပြောင်းလို့ရအောင်ဒီဇိုင်းဆွဲထားပါတယ်။ PDO ဂီယာအရှိန်ကိုလည်း10မိနစ်ကို940နဲ့950ဆိုပြီးနှစ်ဆင့်ရွေးချယ်မောင်းနှင်လို့ရပါတယ်။လေယာမြေတွေကိုကျဉ်ညက်စွာထွန်ရက်လိုတဲ့တောင်သူများအတွက်ရှေ့ဂီယာ8ချက်နောက်ဂီယာ8ချက်နဲ့အမြန်နှုန်းတစ်ခုချင်းစီအသုံးပြုပြီးအလုပ်လုပ်နိုင်ဖို့ဒီဇိုင်းပြုလုပ်ထားပါတယ်။လေယာလုပ်ငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာအဆင့်မြင့်စွမ်းဆောင်ရည်တွေရရှိအောင်တီထွင်ထားတဲ့စက်လေးဖြစ်ပါတယ်။ Kubota Air Series လေထွန်ဆက်မှာ Synchro Shuttle ဂီယာစနစ်ကြောင့်ရှေ့တိုးနောက်ဆုတ်အလျင်မြန်ပြောင်းလဲနိုင်ပါတယ်။ဂီယာနေထားကိုလည်း Steering ရဲ့အောက်နားအကွာဝေးညီမျှစွာတက်ဆင်ထားတာကြောင့်ဂီယာကိုအလွယ်တကူပြောင်းလဲနိုင်ပါတယ်။2.5 မီတာကျင်းတဲ့နေရာမှာလည်းလွယ်ကူစွာ꿰နိုင်ပြီးတော့ Power Steering ကြောင့်နေရာမရွေးမြေမရွေးတက်တောင့်တက်တာမောင်းနေနိုင်ပါတယ်။ဆက်ရဲ့အလေးချိန်အမြင့်နဲ့မြင်းကောင်ရဲ့အရေးအတွက်ရဲ့ထုတ်လုပ်မှုဒီဇိုင်းတွေကြောင့်ဘလို့နေရာဘလို့အခြေအနေမျိုးမှာမဆိုအလုပ်လုပ်နိုင်ပါတယ်။ရှုံထဲမှာမောင်းနေတာကတင်ရိုးတွေကိုကြော်လွှားတာတွေသာမကပဲအစင်းစင်းလှုပ်ဆောင်ရတဲ့လေယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်းပြီးပြည့်စုံအောင်အလုပ်လုပ်နိုင်ပါတယ်။လေဘိန်းထွန်ရက်စွမ်းအားကြောင့်အလုပ်လုပ်ရမှာပုံမှုရက်အားကောင်းပြီးတော့စွမ်းဆောင်ရည်ပုံမှုမြင့်မားစေပါတယ်။ Kubota စံသတ်မှတ်ချက်များအရတာရှည်ခံခြင်းF4018 ရဲ့အနောက်ပိုင်းမှာ3ပွင့်ဆိုင်စုံချက်ပါရှိပြီးတော့ဆွဲအားလိုအပ်တဲ့နေရာနဲ့ဆက်အလုပ်လုပ်တဲ့အခါနောက်တွဲပစ္စည်းကိရိယာတွေရဲ့အလေးချိန်ကိုမပေးထားတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ပေးပါတယ်။လေးလံတဲ့အလေးချိန်နဲ့အလုပ်ကျန်းတွေကိုတောင်းခံနိုင်ဖို့စက်ကိရိယာတွေကိုကနန်းကွပုံစံမတင်ထားတဲ့ဒီဇိုင်းနဲ့တက်ဆင်ထားပါတယ်။အလုံးလုံးနိုင်တဲ့သက်တမ်းပိုပြီးကြာရှည်အောင်ပြုလုပ်ပေးထားလို့အလွယ်တကူမပြတ်စည်းနိုင်တဲ့အတွက်ပြုပြင်ထိန်းသိမ်းကလည်းသက်သာစေပါတယ်။ခန္ဓာရည်အားကောင်းပြီးအရွယ်စားကြီးမားတဲ့ရှေ့ဝင်ရိုးတန်းကိုရှုံ့တွေဖုံမုံတွေမဝင်နိုင်အောင်အလုံးပိတ်စီးစနစ်နဲ့ပြုလုပ်ပေးထားပါတယ်။ဒါကြောင့်အရှိန်ပြင်းစွာထိခိုက်မိတဲ့အခါမှာလည်းခန္ဓာရည်ရှိပြီးတော့အလုံးပြင်းမြောက်မှုကိုလည်းစွမ်းဆောင်ပေးပါတယ်။အငွေးပြန်ပိုက်ကိုလည်းထွန်ဆက်ရဲ့အရှိဘိန်းနားမှာတက်ဆင်ထားတာကြောင့်အိမ်ဆယ်တန်းအတွင်းအပူလွန်ကဲခြင်းနဲ့ပျက်စီးလွယ်ခြင်းကိုရောကြစေပြီးတော့စီယိုစိတ်မှုအန်ဒီယကိုလည်းကာကွယ်ပေးပါတယ်။
ပုံမကောင်းမှုနဲ့ခေတ်သစ်ဒီဇိုင်းပုံမတောက်ပတဲ့အရှိအဖုံးရဲ့ခေတ်သစ်ဒီဇိုင်းကြောင့်ကူဘိုတာထွန်ဆက်ရဲ့ထူးခြားမှုကိုနည်းပညာတိုးတက်မှုကနေတဆင့်သိသာစေပါတယ်စက်မောင်းသူအနေနဲ့စီအချက်ပြဒိုင်ခွက်ကိုနေရောညပါလွယ်လွယ်ကူကူစစ်ဆေးနိုင်အောင်လဲ LED display design နဲ့ထုတ်လုပ်ထားပါတယ်ညဘက်အမောင်နဲ့အလုပ်လုပ်ရမှာလဲအရှိဘက်မီးသီးတွေကြောင့်တောင်သူတွေအနေနဲ့ယုံကြည်စိတ်ချစွာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်လုံခြုံမှုအဆင်ပြေမှုကိုအလေးပေးသောဒီဇိုင်းထွန်ဆက်မောင်းသူတို့လုံခြုံမှုဟာကူဘိုတာရဲ့အရေးကြီးဆုံးသောအလေးထားစဉ်းစားသုံးသပ်မှုတစ်ခုဖြစ်ပါတယ်ထွန်ဆက်မတော်တဆတိမ်းမောက်ခြင်းတွေမဖြစ်ရအောင် KDS Kubota Driver Safety System လုံခြုံရေးစနစ်ကိုတပ်ဆင်ထားပါတယ်ဒီ KDS လုံခြုံရေးစနစ်ရဲ့ကပတ်နဲ့တောင်တင်းခိုင်မာလာတဲ့အမိုးကိုင်းတွေကြောင့်ရေမတော်တဆတိုက်မိတဲ့အခါမောင်းနှင်သူကိုမထိခိုက်အောင်နဲ့ထွန်ဆက်ဖိမိခြင်းတွေကနေကာကွယ်ပေးပါတယ်အရှိမီကို Multi Reflective စနစ်နဲ့ကျယ်ပြန့်စွာထွန်းလင်းတဲ့အတွက်ညဘက်တွေမှာလည်းယုံကြည်စိတ်ချလုံခြုံစွာနဲ့အလုပ်လုပ်နိုင်ပါတယ်ဆက်ရဲ့ဒိုင်ခွက်ဟာဆက်အတွင်းအပူလွန်ကဲခြင်း overheat ဖြစ်တဲ့အခါမှာလည်းဆက်ပြက်စီးမှုမဖြစ်စေဖို့အတွက်အချက်ပြမီးပြပြီးအတန်နဲ့သတိပေးပါတယ်စီချက်ပြမီးကလည်းစီဖြည့်တဲ့အခါစီရှန်နာတွေမဖြစ်စေဖို့အတန်နဲ့အချက်ပေးပါတယ်ထွန်ဆက်မောင်းသူတွေအဆင်ပြေဖို့နူးညံ့ပြီးတော့ကျယ်ဝန်းတဲ့ထိုင်ကုန်ကူရှင်ကိုတပ်ဆင်ပေးထားတဲ့ပြင်ခြေနင်း area ကိုလည်းကြဲကြဲဝန်းဝန်းပြုလုပ်ပေးထားတဲ့အတွက်ညောင်းညာခြင်းတွေထိခိုက်ခြင်းတွေမဖြစ်စေဘဲနဲ့အလုပ်ကိုအချိန်ကြာကြီးလုပ်ဆောင်နိုင်ပါတယ်ထွန်ဆက်ရဲ့ဘဲဘက်ချမ်းမှာလည်းလက်ကင်တန်းတပ်ဆင်ပေးထားတဲ့အတွက်ရင်မောင်းသူတွေအနေနဲ့အလွယ်တကူအတက်အဆင်းပြုလုပ်နိုင်ပါတယ်ထွန်ဆက်ရဲ့ညာဘက်မှာ extension အမြင့်ကိုချိန်ညှိပြီးတဲ့အခါအလွယ်တကူအလုပ်လုပ်နိုင်အောင်လော့ချထားလို့ရပါတယ်ဆက်နောက်ဖုံးကိုလည်းအကျန်းခံနိုင်အောင်တပ်ဆင်ထားတာကြောင့်အချိန်ကြာကြာအလုပ်လုပ်နိုင်ပြီးတော့အနောက်ဘက်ကနေတဆင့်ရွှွန့်တွေမဝင်နိုင်အောင်ကာကွယ်ပေးထားပါတယ်အကောင်းဆုံးသောစက်ပစ္စည်းကိရိယာများနဲ့တပ်ဆင်ထားခြင်းကူဘိုတာထွန်ဆက် A3218 နဲ့ A4018 တွေမှာတွဲဖက်အသုံးပြုတဲ့စက်ကိရိယာတွေဟာကူဘိုတာစံသတ်မှတ်ချက်နဲ့အညီအကျန်းခံနိုင်အောင်သာမကအလုပ်ကိုလည်းထိထိရောက်ရောက်လုပ်နိုင်မှုအတွက်အထူးတပ်ဆင်ထားပါတယ်မြေကြီးစွားတဲ့ဓားသွားကိုလည်းတစ်ခုလုံးဆက်ရမရှိဘဲ 9.8 မီတာရှည်လျားတဲ့လက်ကိုင်းနဲ့ SD162 model ကိုအသုံးပြုထားတဲ့အတွက်တောင်းခံအားအကောင်းဆုံးနဲ့စွမ်းအားပြည့်အလုပ်လုပ်နိုင်ပါတယ်ဆက်အသုံးပြုတဲ့အခါမှာလည်းတုံခါမှုနဲ့အတန်ကျဲလောင်မှုကိုရောကြစေဖို့ခရင်ခွပုံစံအဆက်တွေကိုပင်တွေနဲ့ချိတ်ဆက်ထားပါတယ်DB226E စင်တစိတ် model လွှာဓာတ်ဆက်အသုံးပြုထားတာကြောင့်ပိုပြီးထက်တဲ့ဓာတ်သွားနဲ့ထိရောက်စွာထွန်ရနိုင်ပါတယ်။မြေကြီးမျိုးစားပေါ်မူတည်ပြီးစက်ကရိယာရဲ့စောင်းတဲ့ဒီဂရီကိုအဆင့်၄ဆင့်နဲ့ချိန်ညှိပြီးအသုံးပြုနိုင်ပါတယ်။ DP226E Pro model လွှာဓာတ်ကတော့မြေကြီးတွေကိုအမုံဖြစ်အောင်ထွန်ရနိုင်ပြီးတော့စိတ်ကြိုက်ချိန်ညှိလို့ရပါတယ်။
RH175E စင်အမတ်စိတ်ဂေါ်ပြားကိုတော့ဓာတ်သွားအရှိန်9မီလီမီတာအထိတိုးမြင့်ထားပြီးတော့အထူကိုလည်း12မီလီမီတာနဲ့ဓာတ်ရိုးကို6မီလီမီတာအထိပြုလုပ်ထားတဲ့အတွက်တက်တန်းကြာရှည်ခံလို့စိုက်ပျိုးရေးအလုံးနဲ့လေယာအလုပ်တွေကိုကောင်းကောင်းလုပ်နိုင်ပါတယ်။ဘိန်းနှစ်ခုကြားကိုလည်း Universal Joint နဲ့တက်ဆင်ထားတာကြောင့်အလုပ်လုပ်တဲ့အခါရွှွန့်တွေဟုန်တွေဝင်ရောက်ခြင်းကိုတားဆီးပေးပါတယ်။ထွန်စက်အနောက်ဖုံးကိုလည်းမြေကြီးအနေထားပေါ်မူတည်ပြီးမြေကြီးညီညာစေဖို့စိတ်ကြိုက်အဖွင့်အပိတ်လုပ်လို့ရပါတယ်။စိုက်ပျိုးရေးလုပ်ငန်းနဲ့လေယာလုပ်ငန်းတွေရဲ့လိုအပ်ချက်လိုက်ကူဘိုတာထွန်စက်နဲ့တွဲဖက်ပြီးသုံးလို့ရတဲ့စက်ကရိယာများစွာလည်းရှိပါသေးတယ်။လေယာလုပ်ငန်းအတွက်တွဲဆက်သုံးမဲ့ကိရိယာတွေကတော့စင်မတ်စိတ် Trachan Rotary RH241 နဲ့ Vela HP130 Plus နောက်တွဲတွေဖြစ်ပြီးတော့ချန်ဆိုင်ပြိုးရေးလုပ်ငန်းတွေအတွက်ကိုတော့6သွေးမာကျောတဲ့မြေကြီးအတွက်စင်မတ်စိတ် Trachan Rotary RZ160 မျိုးစိကျဲဆက် MS360 ဒမ်မီယိုဇာထဲဆက် SF440 နဲ့ SF440 Pro ဗတ်စုံသုံးဆေးဖြန်းဆက် BS350 ပီလိုပီနန်စိုက်ဆက် CP100 နဲ့ CP100F ညရိတ်ဆက် XX135 နဲ့မြေဩဇာကျဲဆက် FS300 နောက်တွဲဆက်တွေပဲဖြစ်ပါတယ်။ဒါရီအားလုံးကတော့ကူဘိုတာထွန်ဆက် model A4018 နဲ့ A3218 တို့ရဲ့ပြီးပြည့်စုံတဲ့အသုံးဝင်မှုပဲဖြစ်ပါတယ်။ကူဘိုတာစိုက်ပျိုးရေးကဏ္ဍအတွက်တွန်းအားဖြစ်စေသည့်စွမ်းအား